အာဆင်နယ်ပေးသက်တွေရှိလားပြီးတော့လီဗာပူးပေးသက်တွေရှိလားအာဆင်နယ်ပေးသက်တွေဆိုလို့ရှိရင်သူတို့ရဲ့အချက်တော်ဝီလီယမ်ဆယ်လီဗာဆိုတော့ခုလက်ရှိဒီ transfer market ရဲ့ပေါက်ဈေးပေါ့နော်ပေါက်ဈေးရာဒီဝီလီယမ်ဆယ်လီဗာကယူရိုတန်100တန်ကြီးရှိတဲ့ကစားသမားဖြစ်ရောက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့သူ့ရဲ့နေရာမှာဒါသူကဒုတိယမြောက်ပေါ့နော်ပထမနေရာမှာအရင်ဆုံးယူရိုတန်100ဖြစ်တဲ့ဒီတန်ကြီးရှိတဲ့နောက်ခံကစားသမားကတော့လီဗာပူးအသင်းရဲ့နောက်ခံလူဗန်ဒိုက်ဖြစ်ပါတယ်ဆိုတော့ခုဆလီဗာကဒုတိယမြောက်အနေနဲ့ယူရိုတန်100တန်ကြီးရှိလာတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီဆလီဗာကိုကမ္ဘာအကောင်းဆုံးလက်ရှိပေါ့နော်လက်ရှိကမ္ဘာအကောင်းဆုံးနောက်ခံလူလို့မြင်လားဒါမှမဟုတ်ဆလီဗာကိုဆလီဗာထက်တာတယ်လို့ထင်တဲ့သူတွေရှိလားပေးသက်တွေရဲ့အမြင်ကို comment မှာရေးသွားခဲ့ပါအောင်လောလောဆယ်ကတော့ဝီလီယမ်ဆလီဗာဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီယူရိုတန်100တန်ကြီးရှိတဲ့ဒုတိယမြောက်ကစားသမားဖြစ်မှတ်တမ်းဝင်လာတာဖြစ်ပါတယ်ခုလက်ရှိ transfer market တွေအရတော့ဒီလိုမှတ်တမ်းဝင်လာတာပေါ့နော်ဆိုတော့ပေးသက်တွေရဲ့အမြင်ကိုလည်း comment မှာရေးသွားခဲ့ကြပါအောင်